ရှိတဲ့သူနာအားကစားကွင်းထဲမှာစတင်ပြီးတော့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ကစားသမား17ယောက်စီးကိုကျင်ညာရမယ်ဆိုလို့ရှိရင်တော့ဂိုသမားနေရာမှာတော့ကျွန်တော်们22မျိုးမြတ်ငိမ့်ကျွန်တော်们2ပွင့် A ကျွန်တော်们3ဖြူဖွေးကျွန်တော်们4ဇွန်ယူရဦးကျွန်တော်们5ဖြူဝင်းကျွန်တော်们9ဝင်းသိန်းကျွန်းအသိန်းအောင်ဆောင်ကျွန်တော်们8စန်းတော်တော်ကျွန်တော်们10ခင်မမိုထွန်းကျွန်တော်们17ယူပါခိုင်ကျွန်တော်们12ဝင်းဝင်းနဲ့ကျွန်တော်们19ရွှေရီထွန်းတို့ပွဲထွက်ကစားမှာပဲဖြစ်ပါတယ်။တင်းရဲ့ပွဲတော်ကစားသမားစီးရင်မှာတော့ဥပမာနေရာမှာတော့ကျွန်တော်们1အိုင်ရှာပွဲထွက်လာတာပဲဖြစ်ကျွန်တော်们2မာယန်ကျွန်တော်们3ဒူဘီယာကျွန်တော်们4တာကာနိုဗာရှက်စီနန်ကျွန်တော်们5အလင်ဂျာနိုဗာကျွန်တော်们8လာလီဟိုင်ဘိုဘာကျွန်တော်们17မာယာမူဆာယာကာယာကျွန်တော်们16ဘာဘာရီဘာကျွန်တော်们19ဘာရီရီဘာကျွန်တော်们19ကာဘာနိုဗာဘာဘာနာကျွန်တော်们20မာလီကာတို့ကပွဲတော်ကစားသမားတွေဖြစ်ရှင်ပြိုင်ပြီးတော့ကစားသွားကြမှာပဲဖြစ်ပါတယ်မာတင်းမဲလာလာသေးတယ်ချက်ချီအောင်ပြတယ်စမ်းတော်တော်ပိတ်ဖို့ကြိုးလာတယ်ဘာရင်းတင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်းတို့ရဲ့ပွဲစဉ်ကစောင့်နေတာပဲဖြစ်ပါတယ်မာတင်းမဲစမ်းတော်ပိတ်ဖို့ကြိုးလာတယ်ရှူပါခိုင်ရဲ့ဧရိယာတွေကိုဖျက်တင်ပေးဖို့မှုကိုစမ်းတော်တော်ပိတ်သွင်းဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်စမ်းတော်တော်ဒီရဲဝင်လာပြီစမ်းတော်တော်ပဲလက်ဖြတ်ချိုးပေးတာပေးပြီကိုပြီခင်ဗျာလက်ရှိမှာတော့မာမျိုးသမီးတင်ဥဆောင်ကိုစတင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေရာထဲမှာအသစ်ရှိနေတဲ့အသင်းပေါ်ဝင်းဝင်းစီအပေးမှာတော့ဝင်းဝင်းမလေးစီမျိုးသမီးအသင်းအနေနဲ့ဂိုးကုန်ပြီဆိုတော့ကြားလက်နဲ့10မိနစ်စံအသင်းကိုစတင်ပြီးတော့ဥဆောင်ကစားစေခဲ့ပြီပဲဖြစ်ပါတယ်ဒီသွားတဲ့ဥဆောင်ဂိုးမှာတော့စံတော်ရဲ့ကောင်းမွန်တဲ့စမ်းဆောင်ရည်တစ်ခုကိုတော့ကျွန်တော်တို့ဖြစ်နေအတိမတ်ပြုချီးကျူးသွားဖို့ရှိတယ်လို့ရရှိလာတဲ့အခွင့်အရေးကိုပပနိုင်တုံးချခဲ့တဲ့ဝင်းဝင်းရဲ့သုံးသက်ပိုင်းဆွမ်းဆောင်ရည်ရလည်းအကောင်းမွန်ဆုံးအနေအထားတစ်ခုမှာရှိနေခဲ့တာပဲဖြစ်ပါတယ်။ပေးထားတယ်မိုးထွန်းဆက်လာခဲ့တယ်ဒီမိုးထွန်းပဲဒီလိုက်တဲ့မျိုးပေးထားစန်တိုတိုဒီကြည့်ကပဲစန်တိုတိုပြန်ဂိုသမားအိုင်ရှာဒီမှာတော့ကောင်းမွန်သောဖန်တီးပေးထားနိုင်တဲ့စမ်းတော်တော်ဒီချိန်မှာတော့ကိုရိုင်းဂိုးဖြစ်ပြောင်းလဲဖို့အတွက်အခွင့်အရေးကောင်းရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဂိုသမားအိုင်ရှာရဲ့စတောင်းနဲ့ကြည့်ပြီးတော့ဘောလုံးကတော့ပြန်ဖြတ်သွားခဲ့တယ်ခင်ဗျာ။ဒါပေမဲ့ရှန်တင်မဲ့ခေါင်းတိုက်ပြီးဘာလန်ထိပြီးတော့ပြန်ထွက်လာတယ်ဗျာ။တကယ်ကိုခြေပါကိုရရှိဖို့အတွက်အကောင်းဆုံးခွင့်ရတစ်ရက်ကိုတာမီနစ်စတန်တင်ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဟိုင်ဘူပါတော့ကမောမှာပြီးတာလေဒီတော့ကြားတယ်မြန်မာတင်မဲ့ခေါင်းတိုင်းချိန်မှာတော့ကွင်းလေတိုင်ကပနရီသတ်မှတ်ပေးလိုက်ပြီလေဖြစ်ပါတယ်။မြန်မာတင်ချိန်ပါကိုပြန်လဲခွင့်ပြုရဖို့အတွက်ခိုင်တန်တစ်ခုကတော့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ဒီမဲ့ကစားသမားကိုနောက်ကနေပရီဧရိယာထဲမှာချိန်ထားခဲ့တဲ့အနေအထားတစ်ခုကနေမင်းစတန်အသေးပရီပြစ်ဒဏ်ပေါ်ကန်ခွင့်ရမှာပဲဖြစ်ပါတယ်။ကျော်နံပါတ်8ဟိုင်ဘိုဘာခရမှာဖြစ်ပါတယ်။ဟိုင်ဘိုဘာလက်ခံပြီးမဝင်ဦးညာဒီချိန်မှာတော့ပြိုင်မသိရဲ့အကောင်းဆုံးခွင့်ရတစ်ရက်ကိုဂိုသမားမျိုးမြတ်ငိမ့်ကာဝယ်သွားနိုင်ခဲ့ပြီလေဖြစ်ပါတယ်။နေဆိုရင်တော်လေးကိုစိတ်လို့ရှားစရာခိုက်တဲ့တစ်ခုကိုကျွန်တော်ပြည့်တဲ့နဲ့တူတူမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။မာတင်ရဲ့ဂိုသမားမျိုးမြတ်ငိမ့်ရလည်းအကောင်းမွန်ဆုံးလက်စမ်းတစ်ခုကိုတော့ပြသပြီးတော့အတင်းဂိုးပေါက်ကိုတော့အကောင်းမွန်ဆုံးကာကွယ်သွားခဲ့တာပဲဖြစ်တယ်ခင်ဗျာ။နေပွင့်နဲ့ပြန်တွေ့လာတဲ့အေးရရောက်ထပ်ပြီးတော့မှာပေးလိုက်ပြန်ပြီးအေးရမှာပဲမြောက်နေပြီပြန်ထွက်လာတယ်ပိုက်ပြီခိုးပြီများဒီချိန်မှာတော့ရလာတဲ့အခွင့်အရေးတစ်ရပ်ကိုအစောပိုင်းကဥဆောင်ကိုသွင်းပေးထားခဲ့တဲ့ဝင်းဝင်းရပဲထပ်ပြီးတော့ဒုတိယမြောက်မြန်မာအသင်းအတွက်ဥဆောင်ကိုရရှိအောင်ထပ်ပြီးတော့သွင်းယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ဒီအချိန်ဒီမှာလဲဝင်းဝင်းသူ့ရဲ့ခန္ဓာကိုယ်အချိုးစားနဲ့မလိုက်ညီအောင်သူ့ရဲ့တိုးအားယုံအားတကယ်ကိုကောင်းမွန်ခဲ့တာဖြစ်ပြီးတော့ဒီချိန်မှာလဲအကောင်းဆုံးရလာတဲ့အခွင့်အရေးကိုပြေးထွက်ပြီးတော့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုကြောင့်မြန်မာအသင်းရဲ့အနိုင်ရလက်ကပို့ပြီးတော့ပြတ်သားတဲ့အခြေအနေတစ်ခုကိုတော့လက်ရှိချိန်မှာဖန်တီးသွားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်ဒီ
ဒီသွင်းကိုမှာတော့စန်တော်တော်ရဲ့ခေါင်းတက်ပြီးတော့ဖန်တီပေးဖို့မှုကလည်းတကယ်ကိုအတိမတ်ပြုအောင်ပါလည်းဖြစ်ပါတယ်ပထမသွင်းကိုမှာလည်းစန်တော်တော်အကောင်းဆုံးဖန်တီပေးဖို့နိုင်ခဲ့လို့အခုဒုတိယမြောက်သွင်းကိုမှာလည်းစန်တော်တော်ရဲ့ပေါင်ပတ်သက်မှုကတကယ်ကိုဒီမှာတင်မဲ့အေးရလည်းဝင်လာပြီးစန်တော်တော်ပဲလက်ပိတ်ပြီးဂိုးလိုက်ထိပြီးတော့ပြန်ထွက်လာတယ်ဗျာဒီချိန်မှာတော့သူ့ရဲ့အဆုံးသက်ကအနည်းငယ်ဂိုးတိုင်းထိပြီးတော့ပြန်ထွက်သွားတဲ့အနေအထားတစ်ခုကြောင့်ပမာသင်းနောက်ထပ်သွင်းကိုရရှိမဲ့အခွင့်အရေးတစ်ရက်နဲ့တော့လွှဲချော်သွားခဲ့တာဖြစ်ပါတယ်ဖြူဖြူဝင်းဒါပဲရှိကိုမှားပြီးလာပြီမာသင်းပဲတောက်ချက်ဆွဲတက်သွားပြီးသင်းကောင်းဆောင်ဝင်းသိန်းကြီးထွန်းအေးရမှာဝင်လာပြီးဝင်းသိန်းကြီးထွန်းပေးပြီဒီချိန်မှာလေသင်းကောင်းဆောင်ဝင်းသိန်းကြီးထွန်းစေရေးပြီးတော့ထွက်ထားသေးတယ်ဒီပါခိုင်းဘယ်ချီလင်းနဲ့အေရီယာနဲ့မာတင်ပေးတာလေဝင်းသိန်းကြီးထွန်းဒီမှာနဲ့ချက်ထိန်းထားတယ်နောက်ကိုပေးတယ်ဒီမိုထွန်းဝင်းသိန်းကြီးထွန်းပဲအေရီယာထိန်းမှာပဲလက်ကန်တယ်ကန်ချက်ကတော့အားပြော့တယ်ခင်ဗျာမာပဲထက်ကန်မြန်ပြီနောက်ချိန်ထက်ကန်တယ်ထက်ကန်တယ်ဝင်းဝင်းရဲ့နောက်ရဖြစ်စင်တဲ့သွင်းကိုတော့ကျွန်တော်တို့မြင်တွေ့ကြရပြီပဲဖြစ်ပါတယ်မာတင်ရရှိထားတဲ့သွင်းကိုသုံးခုစလုံးကိုဝင်းဝင်းတူးတွေကဇက်တိုက်ကိုသူပေးခဲ့ပြီပဲဖြစ်ပါတယ်ဦးတွေကဒီကနေ့သုံးခုစလုံးကိုသူပေးခဲ့ပြီပဲဖြစ်ပါတယ်ရွှေထွန်းရဲ့ဘယ်ချေကန်ချက်ကိုဘုဒ္ဓမအိုက်ရှာပုတ်ထုတ်ကာကွယ်ပြီးတော့ပြန်ထွက်လာတဲ့အလုံးကိုတော့ကိုရှိမှာအသင့်နေထားနဲ့ရှိနေခဲ့တဲ့ဝင်းဝင်းကတာယာအဆုံးသက်ပြီးတော့ငေါ်လေးစီအမျိုးသမီးဘောလုံးအသင်းအတွက်တတိယမြောက်ဥဆောင်ကိုတော့သူပေးခဲ့ပြီပဲဖြစ်ပါတယ်ဝင်းနဲ့စတန်တော်ရှိကိုလိုက်တင်ပြောပြီးသားတွေကင်မမိုထွန်းဝင်သွားပြီမြအေရီယာတွေကိုကမ်မြောက်ဥဆောင်ကိုဖြစ်ပါတယ်ဒီချိန်မှာဟိုပြီးပေးသွားတဲ့ကစားသမားတော့ကျော်မတ်ဆက်ခင်မိုထွန်းဖြစ်တယ်ဗျာစန်တော်ရဲ့ဘလုံးပေးဖို့မှုကတော့တည်သက်ခဲ့ပြီးတော့ခင်မိုထွန်းရဲ့အဆုံးသက်ပိုင်းစွမ်းဆောင်ရည်ရလဲအကောင်းဆုံးအနေထားမှာရှိနေခဲ့တယ်ဗျာဒါပေမဲ့နောက်ခံကစားသမားလိုက်လံ PR ပေးနေတဲ့အနေထားပြန်ပဲကုသမအိုင်ရှာရှိကိုထွက်လာတဲ့အနေထားတွေကိုအကောင်းဆုံးကြော်ဖြတ်ပြီးတော့ခင်မမိုထွန်းဒီနေနေနဲ့အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီဝင်ကြော်သွားပြီမြဝင်းသိန်းကြီးထွန်းဝေလက်ကန်နေကုသမအိုင်ရှာညပိုင်းကတော့ပြန်ပြီးတော့စပြီမြဒီစံသင်းပဲတင်မယ်ထက်လူနောက်ဘော်လေးနဲ့ချပြီးသားတယ်မိုးထွန်းရှေ့မျောပြီးသားတယ်အခုကျိုးသားနေတယ်စမ်းတော်တောက်လျှောက်ပဲအေရီယာလေးဝင်လာပြီးစမ်းတော်ပဲဒီထက်ဒီပေးဖို့ကျိုးသားတယ်ဘုံကအနေငယ်နောက်ကျကြံခဲ့တယ်ခင်ဗျာယူပါခိုင်းရှေ့ထပ်မှပြီးတဲ့စမ်းတော်ခေါင်းတိုက်တယ်ဂိုးပြီခင်ဗျာမာတင်ရဲ့ပြင်စမားမြောက်တွင်းကိုဖြစ်ပါတယ်မရှောက်လိုက်တက်လာခဲ့တဲ့မီထက်လူစီကိုပေးဖို့အတွက်ကြိုးစားခဲ့ရမှာဖြစ်ပါတယ်။မာတင်အတွက်ကိုဆက်လက်တိုင်းရှိစမ်းတော်မှာပြီးပြီပါ။ခံရဲ့ပြပမှုကလည်းသိကြရပါဗျာ။စမ်းတော်အပိုင်းကောင်းတိုက်ပြီးတော့ဘိုးပြပြောင်းလိုက်ခဲ့ရမှာဖြစ်ပါတယ်။ရတဲ့ဝင်လာပြီယူပါခိုင်းဆောင်ပြဖို့ကြိုးစားတယ်။မီထက်လူအေးရထိတ်ဆက်မှာပဲ။အပြန်ခောက်ထားသေးတယ်ဘယ်ချင်းနဲ့လက်ကန်လာတယ်။ဟိုးမြတ်ဒီစီမာတော့ဘိုးသမီး6ဂိုးမြောက်ဥဆောင်ကိုတင်းကိုနဲ့အတူရရှိခဲ့ပြီပဲဖြစ်ပါတယ်။ဒီအပိုင်းစမှာမဝင်အောင်လာခဲ့တဲ့မေထက်လူဝင်တွင်ရောက်ရှိပြီး6မိနစ်ကြာမှာပဲဘုံမြောက်တင်းကိုဘေးချင်နဲ့မြင်တွေ့ရတဲ့ပုံစံတိုင်းပဲလှလှပပသူပေးသွားခဲ့တာပဲဖြစ်တယ်ဗျာ။အိုင်လာဒီက
ဖို့ကြိုးစားခဲ့ပေမဲ့ပြန်ရလာသေးခင်ဗျမင်းဆက်သင်းမလက်ကန်နေမင်းဆက်သင်းအတွက်ဆိုပိုင်းကအိုက်ဘူဘာရဲ့ဝါရန်ထိသွားတဲ့ကန်ချက်ပဲဖြစ်ပါတယ်ဖြူဝင်းကိုပေးထားတယ်မီထက်လူဦးရလက်ကန်ပြန်ပြီဒီကကောင်းနေခင်ဗျာဒီနေ့ဆက်သွားခဲ့တာပဲဖြစ်နေဗျာမအိုင်ရှာရဲ့ဆန္ဒအနေငယ်ယိုရီလိုက်တော့ဘောကန်နေပေးထားတယ်ဘလို့ကမြောက်နေတယ်ဟောတယ်ကြိုးစားတယ်တက်ပြီးတော့ခေါင်းတိုင်းလာပြီမာသေးရဲ့ခုနှစ်ဂိုးမြောက်ဦးဆောင်ဂိုးဖြစ်ပါတယ်ယိုရီလိုက်ရဲ့တောင်းကန်ဘောကိုမြေထက်လူခေါင်းတိုက်အဆုံးတက်ရမှာမင်းစတန်အသင်းရဲ့ဇာသမာပပနာရှင်းထုတ်အားနဲ့ပြန်ရှန့်ပြီးတော့ထွက်လာတဲ့ဘောလုံးကိုတော့ဧရိယာထဲမှာအသင်းရှိနေကြတဲ့ခင်မိုထွန်းကကောင်းတက်ပြီးတော့အဆုံးတက်ခဲ့တာပဲဖြစ်ပါတယ်။မာအသင်းကိုတုတ်ပြန်ပြီးတော့ကစားနေရပဲဖြစ်ပါတယ်။ခင်မိုတို့ရှုံမျောပေးထားတယ်။ယိုရီလိုက်ပဲလွတ်လွတ်ချွတ်ချွတ်ပဲဧရိယာထဲမှာပဲယိုရီလိုက်အချိန်ကြီးကြည့်တယ်ယိုရီလိုက်မာပြီးတော့တွင်းလာတယ်။ယိုရီလိုက်သူ့ဘိုးအတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ဒီကိုပြုလုပ်ခဲ့တဲ့ဆုံးသွားလဲစက္ကန့်ပိုင်းလောက်ပဲလိုအပ်တော့တယ်ခင်ဗျာမြန်မာအသင်းထပ်မံပြီးတော့ဥဆောင်ကိုရရှိအောင်မလားကြည့်ရမှာဗျာယွန်ရီလိုင်းတော့ကန်နေပေးရတယ်ဘလုံးမြောက်နေတယ်လင်းလေဦးပိတ်ဖို့ကြိုးစားတယ်တကန်နေပြီဟုတ်ကဲ့ခင်ဗျာဒီမှာတော့မာမျိုးသမီးအသင်းရဲ့၈ဂိုးမြောက်သွင်းကိုတော့39ရွှေရီထုံးကအသင်းကိုပေးခဲ့ပြီပဲဖြစ်ပါတယ်လင်းလေဦးရဲ့ကန်ချက်ကိုတာမန်နတန်အသင်းရဲ့နောက်တန်းကစားသမားတွေဟန်တားခဲ့ရမှာရှုပ်ရှက်ခက်ပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးကိုတော့ဒီနေရာထဲမှာအသင့်ရှိနေခဲ့တဲ့ရွှေထွန်းကဘယ်ချိန်နဲ့ကန်သွင်းပြီးတော့ဒီမှာအသင်းအတွက်နောက်ထပ်ဥဆောင်ကူတစ်ခုကိုတော့သူပေးခဲ့ပြီပဲဖြစ်ပါတယ်။ဘယ်လိုလဲအချိန်ဒီလုံးဝရှော့မသွားဘူးနော်။အားကစားဝါနာရှင်ပြည်သက်များနော်။ကျွန်တော်စီကံတင်ဆက်နေစဉ်အတွင်းမှာပဲမာအသင်းနဲ့ဒမနစ်ဆန်အသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ပြီးဆုံးသွားတဲ့အချိန်မှာတော့ညီမလေးတွေမျိုးသမီးဘောလုံးအသင်းကဒမနစ်ဆန်မျိုးသမီးဘောလုံးအသင်းကို၈ဂိုးဂိုးပြီးဆိုတဲ့ရလက်တစ်ခုနဲ့တသားအနိုင်ယူခဲ့ပြီးတော့အုပ်စုအဖွင့်လှခဲ့ပါတယ်ဆိုတဲ့အကြောင်းအစီအကံတင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့ diet ထုံးနဲ့တင်ဆက်နေမှုကိုဒီမှာပဲညနာဝင်ပြုပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဆိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ